ကဲအားလုံးပဲဒီထိုင်းနိုင်ငံမှာပေါ့နော်အရင်ကဆက်မကောင်းဖြစ်နေတဲ့တည်င်းလေးတစ်ခုနော်ဒါပထွေးဖြစ်သူကနော်သူရဲ့တလားတာအရွယ်တာရှိတဲ့ခလေးလေးကိုပေါ့နော်ငိုလို့ဆိုပြီးတော့တဲ့သူကတစ်ချက်ရိုက်လိုက်တယ်ရိုက်ပြီးတော့သူ့လက်တီးနဲ့ခလေးရဲ့နဖူးကိုတဲ့ထိုးတယ်တဲ့ထိုးပြီးတော့နော်ဒီခလေးကအဲ့ဒီအချိန်မှာတတိလွတ်သွားတယ်ပေါ့လေတတိမေ့လေဝမေ့သွားတာပေါ့နော်အဲ့ဒီအချိန်မှာသူကလေခလေးတတိရလာမလားဆိုပြီးတော့တဲ့ငါဖမ်းရင်တုံးတဲ့ဟိုလက်စစ်စော့နဲ့လေခလေးခဏကိုတိုးတယ်အချိန်ပေါင်းများစွာတိုးတယ်အဲ့ဒီအချိန်မှာခလေးရဲ့အမေလည်းရှိနေတယ်နော်ခလေးမေကမသားလည်းမသားဘူးဘာမှမပြောဘူးအနားမှာပဲအဲ့လိုပဲထိုင်ကြည့်နေတယ်တဲ့အဲ့လိုအချိန်မှာအဖိုးဖြစ်သူကသူ့မီလေးပါဇက်ကနေတွေးတွေထွက်ပါတယ်တွေးလို့သူကကဲစေရေးဓမားတွေသူကဖုန်းဆက်ပြီးလှမ်းခေါ်လိုက်တယ်နော်ခလေးကဆေးရုံလည်းရောက်ခလေးကအသက်မရှိတော့ဘူးဒီဆရာဝန်တွေရဲ့စစ်ဆေးချက်အရဆိုရင်ဒီခလေးမှာခဏအဲ့ဒီခေါင်းမှာလည်းခေါင်းအုံနောက်ထိခိုက်တာတဲ့ဒဏ်ရာတွေပြီးလို့ရှိရင်ခဏကိုကြောပြင်းမှာလည်းတမျိုးမီးလောင်လာတဲ့ဒဏ်ရာတွေသူ့ရဲ့ခလေးလေးရဲ့တင်ပါမှဆိုရင်လည်းဒီဟိုစလိတ်မီနဲ့တို့လာတဲ့ဒဏ်ရာတွေအများကြီးရှိတယ်အနာဟောင်းနဲ့အနာတစ်တွေအများကြီးရှိတယ်တဲ့အဲ့ဒါအခုတော့ခလေးအဲ့ဒီပထွေးနဲ့အမေကိုပေါ့နော်ဒီပလေယာတွေဖမ်းသွားပြီးတော့စစ်ဆေးချက်ရဆိုရင်ဒီခလေးရဲ့အမေကလည်းမူရစေဝါတုံးဆွဲမှုရှိတယ်ဒီပထွေးကလည်းမူရစေဝါတုံးဆွဲမှုရှိတယ်ပေါ့နော်အခုသူတို့ကိုအမှုဖွင့်လာတာကတော့ခလေးကို2ယောက်ပူပေါင်းပြီးတော့တတ်တဲ့အမှုရယ်မူရစေဝါတုံးတဲ့အမှုရယ်ဟိုနေမှုဖွင့်လာတဲ့ဒီသူတို့နာမှာရှိတဲ့အမျိုးဆွေမျိုးတွေအတိတွေကတော့တော်တော်လေးကိုတောင်းကြနေတာပေါ့နော်ဒီ2ယောက်တချို့လူတွေဆိုရင်ဝင်ပြီးထိုးတာတော့ဝင်ပြီးရိုက်တာတော့လည်းရှိတယ်နော်ဒီပထွေးနဲ့အမေကိုပေါ့နော်အဲ့ဒါပလေးတွေကတော်တော်လေးကိုဟိုနေကြည့်ကြပြီးတော့သူတို့စောက်ကြည့်တဲ့နေရာမှာထားတာပါတယ်